အရှိအလဲပိုင်းစစ်ပွဲဟာအန်ဒီရဲ့အရှိဆုံးအဆင့်ကိုဆိုက်ရောက်လာပါပြီ။ဒီညမှာတော့အီရန်ကြောထောက်နောက်ခံပြုဟူတီလက်နက်ကိုင်အဖွဲ့ဟာကျယ်ပြန့်လာနေတဲ့ပဋိပက္ခအတွင်းကိုတရားဝင်ပါဝင်လာခဲ့ပါတယ်။သူတို့ဟာအစ္စရေးနိုင်ငံအပေါ်ဒုံးကျည်ခင်တိုက်ခိုက်ခဲ့တော်လဲမအောင်မြင်ခဲ့ပါဘူး။အစ္စရေးနဲ့အမေရိကန်တို့ဟာအီရန်နိုင်ငံအတွင်းပိုင်းအထိပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေချိန်မှာပဲအီရန်ရဲ့ခုခံရေးဝင်ရိုးတန်းဖြစ်တဲ့ယီမင်နိုင်ငံကဟူတီတွေဟာသူတို့ရဲ့နှုတ်ဆက်မှုကိုအဆုံးသတ်လိုက်ပါပြီ။ကျွန်ုပ်တို့ဟာတိုက်ရိုက်စီရေးဆွဲဖက်မှုအတွက်ခလုတ်ပေါ်မှာလက်တင်ထားပြီးသားဖြစ်တယ်လို့သူတို့ကအခိုင်အမာပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာဟူတီအဖွဲ့ဟာအစ္စရေးကိုပဲထိန်နှုံးကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ပွဲတွေကိုတရားဝင်ခြေစုံပစ်ဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဒါဟာသူတို့လုံနိုင်တဲ့အစွမ်းအစရဲ့အစမ်းပြတ်များတာရှိပါသေးတယ်။သူတို့ရဲ့တကယ်အသာစီရစီမဲ့အလှည့်ပြောင်းကတော့ကမ္ဘာပထဝီဝင်အနေအထားမဲ့ဖြစ်ပါတယ်။အီရန်ဟာဟော်မုတ်ရေလက်ကြားဆိုတဲ့ကမ္ဘာအလုတ်အရှုပ်ဆုံးကုန်သွယ်ရေးရေလမ်းကြောင်းကြီးကိုပိတ်ဆို့လိုက်တဲ့အတွက်ကမ္ဘာရေကြောင်းကုန်သွယ်မှုဟာရက်တက်လူနီးထက်ကားပါပြီ။ဒီနေရာမှာပဲဟူတီတို့ထိန်းချုပ်ထားတဲ့ရေမင်ကမ်းရိုးချိုင်းကီလိုမီတာရာပေါင်းများစွာနဲ့ပင်လယ်နီကိုအေဒင်ပင်လယ်ကွေ့နဲ့ဆက်သွယ်ပေးထားတဲ့ဘတ်အယ်မန်ဒတ်ရေလက်ကြားရဲ့တရေပါမှုကပေါ်လွင်လာပါတယ်။ဒီရေလက်ကြားဟာအကျဉ်းဆုံးနေရာမှာ30ကီလိုမီတာပဲကျေဝန်းပြီးစူးအပ်တူးမြောင်ရေတောင်ဘက်တစ်ပေါင်းတစ်ပေါက်လည်းဖြစ်ပါတယ်။ကမ္ဘာရေကြောင်းကုန်သွယ်မှုရဲ့12ရာခိုင်နှုန်းကွန်တနာတေယူပို့ဆောင်ရေးရဲ့30ရာခိုင်နှုန်းပြီးတော့တနေ့ကိုရေနေစီပေါင်း8စီထက်နဲ့ဖြတ်တန်းနေတာပါ။ဥရောပရဲ့လျှက်စစ်တအားပေးစိတ်ယုံတွေအာရှရဲ့စိတ်ယုံတွေနဲ့အာဖရိကရဲ့စားနပ်ရိတ်ချောက်ပတ်မှုတွေဟာဒီလမ်းကြောင်းပေါ်မှာပဲအလုံးစုံမိခိုနေရတာပါ။အခုတော့ဒီအခြားခြားရဲ့လမ်းကြောင်းဟာဟူတီတို့ရဲ့ဒုံးကျည်ပစ်ခတ်မှုတကွအဝေးအတွင်းကိုအပြည့်အစုံရောက်ရှိသွားပါပြီ။ဟူတီတို့ဟာဒီပထဝီဝင်အားတာချက်ကိုသူတို့ရဲ့အစစ်မြင့်စီရဲဆွမ်းဆောင်ရည်တွေနဲ့ပေါင်းဆက်လိုက်ပါရဲ့သူတို့မှာတင်ဘောဖြစ်ပဲ့ထင်းဒုံးကြီးခရုစ်ဒုံးကြီးကီလိုမီတာ1500အထိပြန်တန်းနိုင်တဲ့ကာမီကာဇီဒရုန်းတွေနဲ့ရေဒါမှာရှာမထွေးနိုင်တဲ့အလိုအလျောက်မောင်းနေတဲ့ရဲဘော်ရန်တွေရှိနေပါတယ်အဲ့ဒီဆိုဒုံးကြီးတီစင်တွေကိုရေမင်တောင်တန်းတွေပေါ်ကလောင်ကွေးတဲ့တွေမှာလှုပ်ရှက်စွာဖုံးကွယ်ထားတာပါဒါဟာ theory သက်မဟုတ်ပါဘူး2023ကနေ2025ခုနှစ်အတွင်းသူတို့သင်္ဘောကရာကျော်ကိုတိုက်ခိုက်ခဲ့တဲ့အတွက် Mayas လို့ MSC လို့ကမ္ဘာထိပ်တန်းသင်္ဘောလိုင်းတွေဟာသူတို့ရဲ့လမ်းကြောင်းကိုအာဖရိကတောင်ဆုံးဆိုတဲ့ Cape of Good Hope ကနေပတ်သွားခဲ့ရပြီးအာမဒန်ကျွေးတွေကလည်းဆယ်ဆကျော်ထိုးတက်လာခဲ့ပါတယ်ဒါဟာဟော်မုတ်ဇေလက်ကြားပွင့်နေတော့ကအချိန်ကြီးပါအခုဟော်မုတ်ဇေလက်ကြားကပိတ်သွားပြီးဟူတီတွေကလည်းပြန်လှုပ်ရှားနေပါပြီအကယ်၍ဒီရေလက်ကြားနှစ်ခုလုံးပိတ်သွားပြင်ဆိုရင်ကမ္ဘာရေနေထောက်ပံ့မှုရဲ့3ပုံ1ပုံဟာပြတ်သွားမှာဖြစ်ပါတယ်။ရေနေစဉ်ဈေးနှုန်းကတစည်းကိုဒေါ်လာ350ကနေ200အထိထိုးတက်သွားနိုင်ပါတယ်။အာမကန်ဈေးကွက်ကလည်းရပ်တန့်သွားမှာပါ။ LNG လမ်းကြောင်းပါပိတ်သွားရင်ဥရောပရဲ့ဆွဲအင်လုံခြုံရေးပြိုလဲနိုင်တယ်လို့အာရှစစ်ယုံတွေဟာကုန်ကျန်ပြက်လာပြီးစားနပ်ရိတ်ဈေးနှုန်းတွေ15ရာခိုင်နှုန်းကျော်မြင့်တက်လာမှာပါ။ဟူတီဘလက်သေးမှာဒီပထဝီဝင်အသုံးချမှုဟာကမ္ဘာစီးပွားရေးကိုဓာတ်စာတိုင်နိုင်တဲ့စွမ်းအင်နျူကလ িয়ার ဘုံတစ်လုံးလိုဖြစ်နေပါတယ်။ဒီဘုံကိုတားဆီးဖို့အမေရိကန်ကပါရီလုပ်နေတာလေ။မက်လာ28ရက်နေ့ကစပြီးပင်တဂွန်စစ်တချိန်ဟာဒေတာကိုရေးတပ်အုပ်စုတစ်ခုလုံးဆေလွတ်လိုက်ပါပြီ။ Amphibious တိုက်ခိုက်တင်ပို့ USS Tripoli နဲ့ Marine တပ်တွဲမြောင်း3500ဟာပင်လယ်နီအတွင်းကိုရောက်ရှိနေပြီဖြစ်ပြီးဒုတိယတင်ပို့သင်ဖြစ်တဲ့ USS Boxer လည်းလာနေပါတယ်။ဒါအပြင် MH40 နဲ့40တပ်မကြီးကထောင်ပေါင်းများစွာတဲ့အထူးတပ်တွဲဝင်ဒီကိုလည်းဖြန့်ကျက်ချနေပါတယ်။ Washington DC ရဲ့အစီအစဉ်ရမှာအလွှာပေါင်းများစွာရှိပါတယ်။နံပါတ်1လေကြောင်းနဲ့ရေတပ်တိုက်ခိုက်မှုတွေကိုတိုးမြင့်ခြင်း2025ခုနှစ် Operation Rough Rider လို့ပါနံပါတ်2ကုန်သွယ်ရေးတင်ဘောတွေကို Aegis System 3 Pratt တင်ဘောတွေနဲ့ဝင်ရောင်စောင့်ရှောက်ခြင်းနံပါတ်3 Marine တပ်တွဲများကရေမင်ကမ်းရိုးချိုင်းရဲ့ဒုံးကျည်ပစ်စင်တွေကိုစီးရင်တိုက်ခိုက်ခြင်းဒါပေမဲ့ဒီကြီးမားလာတဲ့စစ်ရေးစီမံကိန်းတွေဟာဟူတီတို့ရဲ့အချိုးမညိစစ်ရေးအားကာချက်နဲ့ရင်ဆိုင်ရတာကြောင့်အခက်တွေ့စေပါတယ်ဟူတီတွေဟာတမာရော့ကြီးစစ်တယ်မဟုတ်ပါဘူးဒေါ်လာ2000တန်နဲ့ဟူတီ drone တစ်စင်းကိုပစ်ချဖို့အမေရိကန်ဖြတ်တင်ဘောတစ်စင်းကဒေါ်လာ1.5တန်နဲ့ SM2 ဒုံးကြီးကိုအသုံးပြုနေရတာပါပုံမအဆင့်မြင့်တဲ့ SM6 ဆိုရင်ဒေါ်လာ9တန်းလောက်ကုန်ကြပါတယ်။ဟူတီတွေက drone တွေဖိခတ်နေသမျှပင်တဂွန်ရဲ့ budget နဲ့ဒုံးကျည်လက်နက်တိုက်တွေဟာတဖြည်းဖြည်းလဲညော့နေလာနေပါတယ်။အခုတော့အီရန်နဲ့ဓာတ်ရိုက်ပဋိပက္ခဖြစ်နေတဲ့အတွက်ဒီလက်နက်တိုက်တွေအပေါ်ဖိအားကပိုများလာပါပြီ။ဟူတီ drone တွေအတွက်သုံးလိုက်ရတဲ့ SM2 ဒုံးကျည်တစ်စင်းကအီရန်ဒုံးကျည်တွေကိုခုခံဖို့အတွက်ညော့နေသွားလာပဲဖြစ်တယ်လို့ပင်လယ်နီမှာဖြန့်ကျက်ထားတဲ့ဖြတ်တင်ဘောတစ်စင်းကလည်းဟော်မုတ်ရေလက်ကြားရဲ့အင်အားကိုညော့ပါစေလာပဲဖြစ်ပါတယ်အမေရိကန်ရဲ့စစ်ရေးအင်အားနဲ့အငင်းအမြစ်တွေကိုဖြန့်ကျက်ပစ်လိုက်တာဟာအီရန်ရဲ့အချိုးမညီတဲ့စစ်ဗျူဟာ asymmetric strategy ကလိုလားတဲ့ရလဒ်အတိအကျပါပဲ
ရေမင်ရဲ့တောင်ထူထပ်တဲ့ဒေသတွေမှာလွန်ကိုရဲကဒီရုတ်တရက်ထွက်လာဒုံးကြီးပလစ်တီမိနစ်ပိုင်းအတွင်းမြေအောက်ထဲပြန်ဝင်သွားတဲ့ရွေလားစစ်ကားတွေကိုအမြင့်ပြတ်ချေမှုန်းမို့ဆိုတာမထင်နိုင်တဲ့လို့ပါပဲ2023ကနေ2025အထိလေကြောင်းစစ်စင်ရေးတွေကဒါကိုတက်တိပြသေးပြီးပါပြီတိုက်ခိုက်မှုတွေရော့နေသွားပြီမဲ့လုံးဝရက်တန့်သွားတာမျိုးမရှိခဲ့ပါဘူးအကယ်၍ American Marine တပ်သား3500သာယီမင်မြေပေါ်ခြေချမိရဲ့ဝါရှင်တန်ဟာပင်လယ်နီမှာဒုတိယအာဖဂန်နစ္စတန်ထောင်ချောက်နဲ့တိုးပါလိမ့်မယ်ယီမင်ရဲ့ကြမ်းတမ်းလာတဲ့တောင်တန်းတွေအဆုံးမရှိတဲ့တဲကန်တာတွေနဲ့တန်းနေချီတဲ့အရက်သားတွေပြည့်နှက်နေမြို့ပြဒေသတွေဟာဘယ်လိုမြေပြင်စစ်စင်ရေးကိုမှဆိုရုံးထွက်ရခတ်တဲ့ရွှွနွန်အိုင်ကြီးချစ်သွားစေမှာပါSaudi Arabia ဟာဒီလိုရွှွနွန်လဲမှာ9နှစ်ကြာအောင်ရုံးကန်ခဲ့ဘူးပြီးရှုံးနေခဲ့ပါတယ်American အနေနဲ့ဒီအမားမျိုးကိုထပ်မလုပ်နိုင်ပါဘူးအထူးသဖြင့်2026နိုဝင်ဘာလမှာကျင်းပမယ့်ကြားပြိုင်လေးကောက်ပွဲနီးကပ်လာတာနဲ့အမျှအီရန်နဲ့စစ်ဖြစ်မှာကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေကလည်းတိုးပွားလာနေပါတယ်ဒါကြောင့် American ဟာလက်ရှိမှာထိရောက်မှုအရှိဆုံးဖြစ်တဲ့ Sorry Modern တွယ်ဝိုက်ဖိအားပေးနည်းကိုအသုံးပြုလာပါတယ်Hormuz ရေလက်ကြားပိတ်သွားတဲ့အခါ Riyadh ဟာသူတို့ရဲ့ရေနံတွေကိုကမ္ဘာဈေးကွက်စီပို့နိုင်ဖို့ဒီ pipeline ကိုအပြည့်အဝအသုံးပြုခဲ့ပါတယ်ပင်လယ်နီကမ်းရိုးတန်းကရန်ပူစေကန်းကိုတနေ့ကိုရေနံစီ9တန်းကနေ9တန်းအထိပို့လွန်နေတာပါဒါဟာ sorry ရေနံအတွက်နောက်ဆုံးအသစ်ထွေးကြော်ပါပဲဒါပေမဲ့ရန်ပူစေကန်းကနေထွက်ခွာလာတဲ့သင်္ဘောအတိုင်းဟာဟူတီတို့ရဲ့ကီလိုမီတာ400အကွာအဝေးပစ်ဒုံးကြီးတွေနဲ့ကီလိုမီတာ1500အကွာအဝေးပစ် drone တွေအတွက်အထူးကပစ်မှတ်တွေချက်နေပါတယ်ကီလိုမီတာ1000မီတာရှည်တဲ့ဒီ pipeline ကြီးလေတဲကန်တာအလယ်မှာအကအကွယ်မဲ့စွာရှိနေရမှာဒီချင်းမြောက်မှုကိုတုံးပြန်ဖို့ sorry ဟာဟိုဒေတာစိတ်ကန်းကိုအသုံးပြုဖို့ပြင်ဆင်လာပါတယ်စီးပွားရေးအရာဟိုဒေတာဟာဟူတီတို့အတွက်အကြီးဆုံးအခွန်နဲ့ကုန်ထွယ်ရေးဝင်ငွေရရှိရနေရပါလူသားချင်းစာနာအရာဒါဟာယီမင်ပြည်သူတန်းများစွာအတွက်အကူအညီတွေဝင်ရတဲ့အထူးကတကားပေါက်လည်းဖြစ်ပါတယ်အကယ်၍ဟိုဒေတာသာတိုက်ခိုက်ခံရသမို့ပိတ်ဆို့ခံရရင်ဟူတီတို့အတွက်အကြီးဆုံးအရက်တန်းကြီးဖြစ်လာပါလိမ့်မယ်ဝါရှင်တန်ဟာလည်းဟူတီတို့ရဲ့ရေနံဝင်ငွေတွေကိုဖျက်တောက်ဖို့နဲ့အီရန်ကလာတဲ့လက်နက်တွေကိုပိတ်ဆို့ဖို့ပြင်ဆင်နေပါတယ်။အကယ်၍ Hormuz ရေလက်ကြားနဲ့ Bab el-Mandeb ရေလက်ကြားနှစ်ခုလုံးဟာတပြိုင်နက်ပိတ်သွားရဲ့ရင်တစ်ချက်ရေနံဈေးနှုန်းရေနံဈေးဟာချက်ချင်းဆိုရင်တစ်စီကိုဒေါ်လာ150ကျော်သွားမှာဖြစ်ပြီးရက်ပိုင်းအတွင်းဒေါ်လာ200အထိထိုးတက်သွားနိုင်ပါတယ်။နှစ်ချက်အာမဈေးနှုန်းပင်လယ်နီမှာတိုက်ခိုက်မှုတွေပြင်းထန်လာရင်အာမဈေးနှုန်းတွေရပ်တန့်သွားပါလိမ့်မယ်။အာမမရှိရင်သင်္ဘောတွေမောင်းလို့မရပါဘူး။၃ချက်လမ်းကြောင်းပြောင်းခြင်းသင်္ဘောအလုံးဟာအာဖရိကတိုက်တောင်စွန်း Cape of Good Hope ကိုပတ်မောင်းရမယ့်အတွက်ခရီးစဉ်ကို10ရက်ကနေ14ရက်အထိပိုချပြီးကုန်ကျစရိတ်တွေတန်းနဲ့ချီပိုကုန်ပါလိမ့်မယ်။၄ချက်စားနယ်ရိခယူကရိန်းရုရှားနဲ့ဥရောပကနေအာဖရိကနဲ့အာရှကိုပို့တဲ့ဂျုံနဲ့စားနယ်ရိခတွေဟာလမ်းကြောင်းဝေးသွားတဲ့အတွက်ဈေးနှုန်းတွေကဟုန်ထိုးမြင့်တက်လာပါလိမ့်မယ်။အတိုးချုပ်ပြောရရင်ဒီရေလက်ကြားနှစ်ခုပိတ်ဆို့ခံရတာဟာကမ္ဘာစီးပွားရေးရဲ့ထောက်ပံ့မှုကွင်းစစ်တစ်ခုလုံးကိုပြိုလဲသွားစေနိုင်တဲ့စီးပွားရေးငလင်းကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ယခုဖော်ပြပါအခြေအနေများသည်စားနပ်ရိက္ခာတင်သွင်းနေရသည့်နိုင်ငံများတွင်ကုန်စည်နှုန်းစမိုင်းရာခိုင်နှုန်းထပ်မကချက်ချင်းမြင့်တက်လာနိုင်သည့်အန္တရာယ်ရှိနေပါသည်။မြေဩဇာဈေးနှုန်းများမြင့်တက်လာခြင်းစိုက်ပျိုးရေးစရိတ်များအဆမတန်ကြီးလေးလာခြင်းနှင့်အတူငွေကြေးဖုံးပွားမှုထံကိုကမ္ဘာတစ်ဝန်းရှိစားသုံးသူများတိုက်ရိုက်ခံစားကြရတော့မည်ဖြစ်သည်အဆိုးဝါးဆုံးအချက်မှာ IFPRI နိုင်ငံတကာစားနပ်ရိက္ခာမူဝါဒသုတေသနအဖွဲ့၏ခွဲခြမ်းစိတ်ဖြာချက်အရာဤပို့ဆောင်ရေးကွင်းဆက်ပြိုလဲမှုကြောင့်လူသားချင်းစာနာထောက်ထားဆိုင်ရာအကူအညီများပင်ရရှိရန်ခက်ခဲသွားသည့်အလွန်အမင်းဈေးကြီးသွားစေမည်ဖြစ်သည်တန်ဝေကရဖွယ်အလဲအပြောင်းဟုတော့ဟူတီတို့၏ဗျူဟာသည်သူတို့ကိုယ်တိုင်ရှိနေသည့်ရီမင်ဒေသတွင်ပင်ငတ်မွတ်ခေါင်းပါမှုဘေးကိုဖြစ်ပေါ်စေမဲ့အန်ဒီယေရှိနေပါသည်။တည်ယူပို့ဆောင်ရေးစရိတ်2024ခုနှစ်အကျပ်အကျဲကာလတွင်ကွန်တိန်နာတည်ယူခနှုန်းထားများသည့်နှစ်ဆမှ4ဆအထိမြင့်တက်ခဲ့သည့်အချို့လမ်းကြောင်းများတွင်250ရာခိုင်နှုန်းအထိထိုးတက်ခဲ့ပါသည်။ Stagflation စီးပွားရေးကျဆင်းပြီးကုန်စည်နှုန်းတက်ခြင်းစွမ်းရည်ဈေးနှုန်းများကြောင့်ထုတ်လုပ်မှုစရိတ်များမြင့်တက်လာတော့လဲလူတို့၏ဝယ်လိုအားကျဆင်းသွားသည့်အတွက်ကမ္ဘာစီးပွားရေးသည်ကြောက်မတ်ဖွယ် stagflation အခြေအနေသို့ဆက်ရောက်သွားနိုင်ပါသည်။ဗဟိုမှန်များ၏အကျပ်တဲ့ငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ရန်အတိုးနှုန်းမြင့်တင်မှာကစီးပွားရေးပုံမိုကျဆင်းသွားမည်ဖြစ်သည်
စီးပွားရေးပြန်လည်ကောင်းမွန်ရန်အတုံးနှုံးလျှော့ချပါကကုန်စည်နှုန်းများအဆက်မတန်ထိုးတက်သွားမိဘေးကျနန်းချက်အခြေအနေနှင့်ရင်ဆိုင်နေပါသည်ဤအခြေအနေကိုအနက်အုပ်စု၏အကြက်တဲဟူသောမြင်းပါကမှားယွင်းပါလိမ့်မယ်ဟူတီတော်၏လှူရှားမှုသည်နောက်ွယ်တွင်ရုရှားကိုအပြင်းထန်ဆုံးထိုးနှက်ချက်ပေးနေခြင်းဖြစ်သည်ရုရှား၏အရေးပြောက်တင်ပေါ်အုပ်စုရှဲဒူဖလစ်ကယူကရိန်းစစ်ပွဲကြောင့်ပိတ်ဆို့ခံထားရသည့်ရုရှားသည်၎င်း၏ရေနံများကိုအာရှစည်းကွာသို့စူးအပ်တူးမြောင်းနှင့်ဘပ်လမန်ဒါရေလိကြားမှလည်းဆင့်ပို့ဆောင်နေရခြင်းဖြစ်သည်အမျက်ငွေပျောက်ဆုံးခြင်းပင်လယ်နီလမ်းကြောင်းပိတ်ပါပါကရုရှားရေနံတင်သင်္ဘောများသည်အာဖရိကတိုက်ကိုပတ်မောင်းရမည်ထေရာဆက်မိုင်းရိတ်ခန့်ပိုချမြင့်မည်ဖြစ်သည်တည်ယူပို့ဆောင်ရေးစရိတ်မင်းတက်မှုကြောင့်ရုရှား၏အမျက်ငွေအားလုံးပြာပုံးသွားမည်ဖြစ်သည်တရုတ်စီးပွားရေးပေါ့ကွန်ကိုအဓိကအားထားနေရသည့်တရုတ်နိုင်ငံလည်းစွမ်းအင်ဈေးနှုန်း$200အထိမြင့်တက်လာမှာကကြီးမားသောစီးပွားရေးအကျပ်တဲနှင့်ကြုံတွေ့ရမည်ဖြစ်သည်ဤအကျပ်တဲကိုကျော်လွှင်းရန်အခြားလမ်းကြောင်းများမှာမလုံလောက်ပါစူးမတ်ပိုင်လိုင်းရေနံစီသာတည်ယူနိုင်ပြီးကွန်တိန်နာနှင့်စားနပ်ရိက္ခာအတွက်အသုံးမဝင်ပါပနာမတူမြောက်မိုးခေါင်မှုကြောင့်လုံလန်းပမာဏလျော့နှဲနေပြီးအာရှဥရောပလမ်းကြောင်းအတွက်လားမှမဆိုင်ပါရထားလန်ကုန်ကျစရိတ်ကြီးမြတ်ပြီးတည်ယူနိုင်ပြီးပမာဏမှာကွန်တိန်နာသင်္ဘောတစ်စီးကြောင်းလောက်မှမဟုတ်ပါဟူတီတို့၏ဒုံးကျက်များသည်ဒေသတွင်ဒေါသပေါက်ကွက်မှုတသက်တမ်းများမဟုတ်ဘဲကမ္ဘာစီးပွားရေး၏နှလုံးကိုဓာတ်နှင့်ထိုးဆိုင်လိုက်သလိုပါပဲအီရန်သည်အီရေးလိပ်ကြားနှစ်ခုကိုအသုံးချပြီးအမေရိကန်နှင့်ဥရောပသားမကဘဲသူတို့၏မိတ်ဆွေများဖြစ်သောရုရှားနှင့်တရုတ်နိုင်ငံများကိုပါဓာတ်စာလုပ်ထားသလိုပါပဲကမ္ဘာကုန်သွယ်ရေးသည်ယခုအခါပထဝီနေရေးအနေနဲ့အန်ဒီရဲ့အရှိဆုံးနေရာတွင်ဟူတီတို့၏အမိန့်ကိုစောင့်မျှော်နေရသလိုဖြစ်နေပါပြီကမ္ဘာစီးပွားရေးသည်ပနက်ပြောင်းဝတွင်ရက်နေရသည့်အခြေအနေသို့ဆိုက်ရောက်သွားပါပြီလူကြီးမန်းအနေနဲ့ဤရှုထွဲလာသည့်ပထဝီနိုင်ငံချင်းနှင့်စီးပွားရေးကြရဲရိုင်မှုများအပေါ်ဘယ်လိုမြင်မိပါသလဲ